3 mm ထားချိန်လို့3 mm ထားချိန်လို့ပြပါပြီဆိုရင်ပြေးပြေးချင်းလှည့်ကြည့်ပေါ့နော်ဟိုတောင်းနေတဲ့ချင်းမုံကြီးမတူလိုက်ကြည့်လိုက်လေးလာအများကြီးလေးလာ3 mm ကလားအခင်းကကြတော့ဟိုအများကြီးစကားပြောပါနော်လေးလာပါချီလေးနည်းနည်းတောက်မယ်နော် နည်းနည်းတင်